hello အားလုံးပဲမင်္ဂလာပါရှင်နန်းကတော့ဒီနေ့မှာ follower တန်းကြီးပြည့်သွားတဲ့အတွက်နန်း monetization ရှောက်လို့ရသွားပါပြီနန်းအရင်လည်းပြောနေပါတယ်နန်းကအရင်အကောင့်တော့ကနန်းမြန်မာအကောင့်ပေါ့နော်မြန်မာအကောင့်ကနေပြီးတော့နန်းဂျပန်ကနေပြီးတော့ဖွင့်မှ monetization ရှောက်လို့ရမယ်ဆိုပြီးတော့နန်း0 follower နေစပြီးတော့နန်းစူးစမ်းခဲ့တယ်ပေါ့နော်စူးစမ်းခဲ့တယ်အခုနန်းကိုတန်းကြီးပြည့်အောင် followပေးခဲ့ကြတဲ့တဦးချင်းတယောက်ချင်းစီတိုင်းကိုနန်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဒီဂျပန်အကောင့်ဖွင့်ထားတဲ့သူတွေပေါ့နော် monetization နဲ့ပတ်သက်ပြီးတော့သိချင်တာများရှိလို့ရှိရင်နန်းနောက်နေ့ကျရင်လည်းထပ်ပြီးတော့သင်ပေးပါမယ်နန်းကတော့ဖြည်းဖြည်းချင်းပေါ့နော်အဲ့လိုကြိုးစားရင်နဲ့နန်းကြိုးစားခဲ့ရတာဖြစ်ပါတယ်အစတော့ကတော့ view လည်းမရှိ follower လည်းမရှိဆိုတော့စိတ်တက်ကြခဲ့ရတဲ့နေ့တွေလည်းအများကြီးရှိခဲ့ပါတယ်ဒီလိုပဲတနေ့ကိုပုံမှန်ပေါ့နော်ဗီဒီယိုလေးနှစ်ပုတ်သုံးပုတ်တင်ရင်းနဲ့ follow ပေးခဲ့ကြတဲ့တဦးချင်းတယောက်ချင်းစီတိုင်းကိုတကယ်ကိုမှဝမ်းလဲဝမ်းသာသလိုနန်းလိုက်တယ်ကျေးဇူးတင်ပါတယ်ပြီးတော့နန်းအခုတချင်းဆိုရတယ်မဟုတ်ပဲနဲ့တခြား blog လေးတွေရောပြီးတော့အဝတ်အစားနဲ့ပတ်သက်တာတွေပေါ့နော်အဝတ်အစားဆိုရင်လည်းပစ္စည်းကောင်းတွေမှာကြိုက်တဲ့နန်းရဲ့ friend တွေအတွက်နန်းဘန်ကောက်နဲ့ဒီမြန်မာတပြည်လုံးကိုပို့ဆောင်ပေးနေပါတယ်အဝတ်စားမှမဟုတ်ပါဘူးမိတ်ကပ်တွေရောအင်ဂျီတွေရောဖက်နက်တွေရောပတ်စံအိတ်တွေရောပေါ့နော်အကုန်လိုချင်တာအကုန်လုံးနန်းစီမှာလာမှာလို့ရပါပြီပစ္စည်းကလည်းပစ္စည်း quality ကောင်းသလိုအရင်လဲဈေးမကြီးပါဘူးရှင်ထိုင်းမှာပတ်စည်းနဲ့တွက်ပြီးတော့နန်းကအမြတ်အများကြီးမြူထားပဲနဲ့နန်းလုပ်ပေးမှဖြစ်ပါတယ်ရှင်အခုမှနန်းစတဲ့နန်းရဲ့ဒါအလုပ်လေးပေါ့နော်နန်းတို့တွေဒီဝိုင်းကအမ်ဘလက်ရင်တော့ဆိုနန်း9ရက်6ရက်ဆိုပါတယ်အခုတော့အမ်ဘလက်လိုင်းစင်နေကြောင်းမလို့ပေါ့နော်ဆိုင်နေလဲနားထားရတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ပတ်မှာ3ရက်ပဲဆိုပါတယ်ဂျန်တဲ့ရက်တွေမှာနန်းဝါသနာပါတဲ့ဒီ blog လေးတွေနဲ့အဝတ်စားလေးတွေကိုနန်းရောင်းချပေးနေပါတယ်အဆိုတော့ဈေးတယ်မလေးကိုလည်းအားပေးကြပါအောင်ရှင်တကယ်၍များအင်ဂျင်နဲ့ပတ်သက်တာဖက်နက်နဲ့ပတ်သက်တာတိကျနာများမှန်သမျှအာမနာတန်နန်းရဲ့TikTok မှာပဲဖြစ်နန်းရဲ့နန်းပြည်စုံအင်္ဂလိပ်လိုပေါ့နော် Facebook မှာလည်းပဲဖြစ်နန်းရဲ့ Freedom Blog page မှာလာရောက်ပြီးတော့လည်းမေးမြန်းလို့ရပါတယ်ဒီချင်တာများကိုအာမနာတန်လာရောက်ပြီးတော့ကြိုက်တဲ့အင်ဂျီများရှိလို့ရှင်လဲလာရောက်ပြီးတော့မေးလို့ရပါတယ်နန်းရဲ့အကောင့်မှာနန်းနေ့တိုင်းအင်ဂျီလေးတွေရောဖက်နက်လေးတွေရောပုံမှန်လေးတင်ပေးသွားပါမယ်ရှင်အားလုံးပဲကျမ်းမာချမ်းသာလို့ရပြကြပါစေအလုတ်ကိုင်းနေလဲနန်းတို့အမ်ဘလက်တွေအရင်လိုပြန်လဲပတ်နိုင်ပါစေလို့နန်းဆုတောင်းပေးပါတယ်ပြီးတော့အခုပေါ့နော်ဒီအဝတ်စားမှမဟုတ်ပါဘူးရန်ကုန်တစ်မြို့လုံးမှာရှိတဲ့အိမ်ချက်မြေပေါ့နော်အိမ်ငားကျင်တာပဲဖြစ်အိမ်ရောင်းကျင်တာပဲဖြစ်အဲ့လိုမျိုးလဲအိမ်ချက်မြေနဲ့ပတ်သက်ပြီးတော့လဲလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်နန်း lifestyle ကတော့နန်းဝါနာပါတဲ့ချင်းနေဆိုမယ်နန်းဒီ vlog လေးရရတာဝါနာပါတယ်ဈေးရောင်းရဝါနာပါတယ်နန်းပျော်နေတတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နန်းကိုလည်းအားပေးကြပါအောင်ရှင်ဒါကတော့နန်းပွဲသွားဆုံနေတော့မှဆိုင်ကယ်စီးပြောပေါ့နော်ပင်လယ်ကမ်းခြေနဲ့အရန်ပြောဖို့ကောင်းပါတယ်အားလုံးပဲဂျပန်ကောင်းနေ monetization တွေလည်းအောင်ကြပါစေနန်းကတော့ဒီနေ့မှာ monetization အောင်သွားတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့နန်းဆက်ပြီးတော့လည်းကြိုးစားပါအောင်မယ်နောက်အားပေးကြပါအောင်နောက်ဘလော့မှာပြန်လည်ဆုံတွေ့ကြပါမယ် see you bye